ဘုံကြီးတွေကဘာလို့နေ့လေကြာရင်ထမင်းစားလို့မရအောင်ညနေရောက်သွားညနေရောက်တိုင်းဘာလို့ထမင်းစားလို့မရလဲဆိုတော့ဘုံတို့ဘုံကြီးတွေရောလူတွေထဲမှာဆိုရင်လည်းဒါဥပုသ်စောက်တည်တဲ့လူတွေရောပေါ့နော်ဥပုသ်စောက်တည်တဲ့လူတွေကနေ့လေ12နာရီကျော်ထမင်းမစားကြဘူးဘာလို့ထမင်းမစားရတာလဲဆိုတော့ထမင်းစားလို့ဆိုရင်ပေါ့ဘုံတို့အစာစားပြီးအခုဒီနေ့လေလိုမျိုးတားတို့သမီးတို့အစာစားလိုက်တော့တရားထိုင်ရင်ဘာဖြစ်လဲဒါအိတ်ငိုက်ပို့အိတ်ငိုက်ဒီလိုပဲအစာကတကယ်တော့မနက်တစ်ထက်နေ့လေတစ်ထက်နေ့လေ12နာရီမကျော်ခင်ဒါမနက်စောစောတစ်ချိန်နေ့လေ12နာရီမကျော်ခင်တစ်ချိန်တရက်ကိုလူတွေက2ချိန်စားရင်တကယ်တော့လုံလောက်တယ်ညစာဆိုတာတကယ်တော့မလိုအပ်ဘူးမစားလည်းဖြစ်တယ်ဒါပေမဲ့လည်းလူတွေကစားကြဘုံတို့ဘုံကြီးနေရညစာဘာလို့မစားရလဲဆိုတော့ဖျားပွင့်ကာစားတော့ကတော့ဘုံတို့ဘုံကြီးနေရညစာစားလို့ရတယ်ညတွေလည်းဆုံးကန်ကြွကြတာပဲကိုလိုတွေညတကောင်ကြီးနဲ့ဆုံးကန်ကြွဘိုက်ဆိုင်ရစားသလိုဖျားရှင်တွေကဒီလိုလက်စစ်မီးတွေလည်းမရှိသေးဘူးလေလက်စစ်မီးတွေမပေါ်သေးတော့ဘုံကြီးနေရညအမောင်မောင်မဲမဲတင်ငန်းကြီးရရုံပြီးတော့ဆုံးကန်ကြွတော့တချို့ကတရဲအောင်မလို့ကြောက်ကြနော်ဟာဟိုမှာမဲမဲကြီးဘာကြီးလဲပေါ့နော်တင်ငန်းကလည်းတင်ငန်းအယောင်ကြီးနဲ့ဆိုတော့အဲ့လိုမောင်မောင်မဲမဲနဲ့ဘုံကြီးနေရဆုံးကန်ကြွဘိုက်စားလည်းဆုံးကန်ကြွနေတော့တာကိုလိုတွေကအဲ့လိုမျိုးတွေဖြစ်တချို့ကြတော့လဲဆုံးကန်ကြွနေနဲ့ကြောက်တယ်ပြုတ်ကြအခုကတော့ဓမ္မရမရှိဘူးနော်အဲ့လိုဓမ္မရမရှိတော့ကြောက်တယ်ပြုတ်ကြတယ်သူကကြသူများဝင်တိုက်တယ်သူကဝင်တိုက်ပြီးတော့လဲဟိုလိုတခါတော့မှရလန့်ပြီးអော်လို့អော်တချို့ကြလဲညဆုံးကန်ကြတော့ဟိုတခိုးနဲ့မှာပြီးရိုက်ခံရတာခိုးပြီးရိုက်ခံရနော်ဟိုမှာတခိုးဆိုပြီးတော့ခိုးတဲ့သူကပြေးသွားပြီးဆုံးကန်ကြတဲ့ကိုတော့ဒီဟာပဲနေမှာတော့ဝိုင်းရိုက်တာတောင်းကြမှာဖုန်းကြီးဖြစ်နေအဲ့လိုမျိုးတွေခံရတာအဲ့လိုမျိုးတွေဖြစ်ပါများတော့ဘုရားရှင်ကဘုန်းကြီးတွေအကုန်ခေါ်အစည်းအဝေးလုပ်ဟောချစ်သားတို့ငါဘုရားရှင်ကမနေ့စောစောတစ်ချိန်နေ့လယ်7 နာရီမကျော်ခင်နေ့လယ်တစ်ချိန်ဆုံးဖုံးတယ်ညစာမဖိုးဘူးအဲ့ဒါဆုံးခံကြွစားလည်းမလို့ဘူးတင်ချစ်သားတို့လည်းဒီနေ့ကစပြီးဆုံးခံမကြွနဲ့တော့ညစာစားရင်ထပ်ပြီးတာဟိုလိုမျိုးအလုံးလဲရှုပ်တယ်အချိန်လဲကုန်တယ်တရားမဲ့ချိန်လဲရော့တယ်လူတွေလဲစောစောလို့ပြတခိုးနဲ့လဲမှားတယ်ကြောက်တဲတွေကြတာလေသူများထင်အောင်ထင်မားတွေလည်းအလုပ်တွေအများကြီးရှုပ်တယ်ညစာမစားလဲငါဘုရားရှင်ကအခုအားရှိတယ်တရားတွေလည်းဟောနိုင်တယ်လမ်းလည်းလျှောက်နိုင်တယ်တင်ချစ်သားတို့ညစာမစားခြင်းအပြင်အထူးတွေအားမလျော့သွားဘူးစိတ်မပူနဲ့မနဲ့နဲ့အာရုံစောနဲ့နေလေစားတာစားညစာမစားလဲရတယ်ပေါ့အဲ့ဒါဘုရားရှင်အားရစားပြီးညစာမစားရဆိုပြီးအမိန့်ချလိုက်တာနော်သူ့ဒါဥပဒေပြဋ္ဌာန်းလိုက်တာပေါ့ညစာစားခြင်းရဲ့အဲ့လိုမျိုးအလုံးရှုပ်တက်တာအောင်လို့ဟုတ်ပြီလားဒါကြောင့်ဘုန်းကြီးတွေညစာမစားခိုင်းတာနားလည်ပြီလားမိမိတို့